People's Radio မြန်မာရဲ့တော်လှန်မိသားစုကျမ်းမာရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲတော်လှန်နေ့တင်မှာမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။တော်လှန်မိသားစုကျမ်းမာရေးအစီအစဉ်ကိုကျွန်တော်ဇော်ကြည်တစ်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်တော်လှန်မိသားစုကျမ်းမာရေးအစီအစဉ်ရဲ့အပတ်စဉ် 3မှာတော့ဆေးဘက်ဝင်သဘာဝပေါက်ပင်တစ်မျိုးဖြစ်တဲ့ဂျာမနီပင်ခေါ်ဘိဇက်ပင်အကြောင်းကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ပတ်တော်လှန်မိသားစုကျမ်းမာရေးအစီအစဉ်ရဲ့အပတ်စဉ် 4မှာတော့မိဖို့ကြောင့်သုံးဟင်းခတ်အမွှေးကြိုင်တစ်မျိုးဖြစ်တဲ့ဆေးဘက်ဝင်ဆနွင်းပင်အကြောင်းကိုမျှဝေတင်ပြသွားမှာဖြစ်ပါတယ်။ဆနွင်းပင်ကိုယုက္ခဗေဒအမည်အဖြစ်ကခုမလောင်ကာလို့ခေါ်ပြီးအင်္ဂလိပ်လိုတော့ကျူးမရစ်လို့ခေါ်ပါတယ်။ဆက်လက်ပြီးတော့ဆနွင်းမှာပါဝင်တဲ့ကျမ်းမာရေးအကျိုးပြုဓာတ်ပေါင်းတွေကိုတင်ပြပေးပါမယ်။ဒီတော့ဆနွင်းပင်မှာကာကူမနီကာကူမနွန်ကာကိုရွန်ကာဒီရွန်အဂနောစစ်ဖနန်ခပ်ဖာရောကာကူမင်စတဲ့ကျမ်းမာရေးအကျိုးပြုဓာတ်ပေါင်းတွေပါဝင်ပြီးတော့အာနိသင်တွေအနေနဲ့ဓာတ်တိုးဆန့်ကျင်ခြင်းရောင်ရမ်းမှုကိုဆန့်ကျင်ခြင်းအစာကြေခြင်းဝမ်းလျှောဝမ်းပြက်ကိုဆန့်ကျင်ခြင်းပိုးသက်စေအာနိသင်ရှိခြင်းကိုယ်ခံအားကိုတက်စေခြင်းသွေးတွင်းအဆီသွေးတွင်းတကြားဓာတ်ကိုလျှော့ချပေးခြင်းအသက်ရှူလမ်းကြောင်းကျန်းမာရေးကိုမြင့်တင်ပေးခြင်းအမျိုးသမီးကျန်းမာရေးကိုအထောက်အကူပြုခြင်းသွေးတန့်စင်ခြင်းအသေးကိုကာကွယ်ပေးခြင်းအသားအရည်ကျန်းမာရေးကိုထိမ့်သိမ်းပေးခြင်းစတဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ဆေးဘက်ဆိုင်ရာမှာတော့ဆနွင်းဥဆနွင်းအပေါက်တွေကိုအဓိကသုံးစွဲကြပါတယ်။ဆက်လက်ပြီးတော့ဆနွင်းဟာကျန်းမာရေးမှာဘလို့သုံးစွဲနိုင်တယ်ဆိုတာကိုတင်ပြပေးသွားပါမယ်။ဆနွင်းဟာဥလန်းကြောင်းလှုပ်ဆောင်ချက်ကိုတိုးတက်ကောင်းမွန်စေပြီးအစာကြေခြင်းနဲ့ဇီဝဖြစ်ပျက်မှုကိုအားကောင်းစေကာအစာလမ်းကြောင်းကျန်းမာရေးကိုမြင့်တင်ပေးပါတယ်။အစာအိမ်အားနည်းခြင်းအစာစားလိုစိတ်မရှိခြင်းအစာမကြေရင်ပြည့်ရင်ကဲပြဿနာတွေအတွက်ဆနွင်းကော်ဖီဇွန်းဝဲလောက်ကိုပြားရည်ကော်ဖီတစ်စွန်းနဲ့အစာမစားခင်နာရီဝက်လောက်စောပြီးတောက်ပေးမယ်ဆိုရင်သက်သာစေပါတယ်။ဆနွင်းဟာအစာခြေဖြတ်မှုကိုလှုံ့ဆော်ပေးတဲ့ဓာတ်တစ်မျိုးဖြစ်ပြီးတော့အစာအိမ်အားဆေးအဖြစ်လည်းအသုံးပြုနိုင်ပြီးအစာခြေစနစ်နဲ့ဆက်ဆက်တဲ့ဝေဒနာအမျိုးမျိုးအတွက်အသုံးဝင်ပါတယ်။ဝမ်းပြက်ဝမ်းလျှောဝမ်းကိုက်နဲ့ဝမ်းဖောဝမ်းယောင်ယောဂါတွေမှာဆနွင်းမုတ်ကော်ဖီဇွန်းတစ်ဝက်ကိုဆာမီဖုတ်လေးအနည်းငယ်ထည့်ပြီးတော့တစ်နေ့ကို2ကြိမ်မှနေ4ကြိမ်အထိတောက်ပေးနိုင်ပါတယ်။ဆနွင်းကိုထညက်ပြားရည်ကြက်သွန်ဖြူလို့နဲ့ယိုပြုတ်လုပ်ပြီးတော့တခါစားကော်ဖီဇွန်းတစ်စွန်းတစ်နေ့တစ်ကြိမ်2ကြိမ်စားပေးမယ်ဆိုရင်သွေးကိုတန့်စင်စေပြီးတော့အရည်ပြားနဲ့အသားအရည်ကိုကြည်လင်တောက်ပစေပါတယ်။ကိုယ်ခံအားကိုလည်းမြင့်တင်ပေးတာကြောင့်ရာသီပေါ်ယောဂါတွေကူးစက်မှုကိုခံနိုင်စွမ်းရှိပါတယ်။ဆနွင်းဟာအာယုံကြောစနစ်ရဲ့ဆဲတွေကိုပြန်လည်မွေးဖွားခြင်းနဲ့ကာကွယ်ပေးခြင်းလှုပ်ဆောင်ပေးတာကြောင့်အုံနောက်ကျန်းမာရေးကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ဆနွင်းမှာပါဝင်တဲ့ကာကူမင်ဓာတ်ပေါင်းဟာသွေးတွင်းမကောင်းတဲ့အဆီနဲ့သွေးတွင်းတကြားဓာတ်ကိုလျှော့ချပေးနိုင်တဲ့အာနိသင်ရှိပါတယ်။သွေးတိုးယောဂအတွက်ဆနွင်းကော်ဖီဇွန်းဝက်ကိုကြက်သွန်ဖြူမှုန့်ဒါမှမဟုတ်ဇီးဖြူသီးမှုန့်စားတူဆက်ပြီးတစ်နေ့2ကြိမ်တောက်ပေးမယ်ဆိုရင်ကောင်းမွန်တဲ့အကျိုးအာနိသင်ကိုရရှိစေပါတယ်။ဆီးချိုယောဂါမှာသွေးတွင်းတကြားဓာတ်အနှိမ့်အမြင့်ပေါ်မူတည်ပြီးတော့ဆနွင်းတစ်ခါတောက်ကော်ဖီဇွန်းဝက်ကိုတစ်နေ့2ကြိမ်မှ3ကြိမ်ကြက်သွန်ဖြူမီအုံ3လေးတဲ့နဲ့စားတောက်ပေးခြင်းဖြင့်ဆီးချိုထိမ့်သိမ်းရမှာအဆင်ပြေစေပါတယ်။ဆနွင်းမှာအထက်ကတင်ပြခဲ့တဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကြောင့်နှလုံးကျန်းမာရေးကိုမြင့်တင်ပေးပြီးနှလုံးယောဂါနဲ့ဆက်ဆက်တဲ့အန္တရာယ်တွေကိုရော့ကျစေပါတယ်။ဆနွင်းဟာ
ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ဂုံတက်တိအာနိသင်တွေရှိတာကြောင့်ပန်းနာရင်ကျက်လေချောင်းနာနဲ့ဓာတ်မတက်မှုဆိုင်ရာယောဂါတွေနဲ့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုသက်သာစေပါတယ်။ဆနွင်းဟာဒီအသက်ရှူလမ်းကြောင်းမှာချွဲထုတ်လုပ်မှုကိုလျော့ကျစေပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေအတွက်ဆနွင်းနဲ့ဂျင်းမှုန့်စားတူကော်ဖီစွန်းတစ်စွန်းကိုတံပရာရည်ပြားရည်ထည့်ပြီးတစ်နေ့2ကြိမ်3ကြိမ်တောက်ပေးနိုင်ပါတယ်။ဆနွင်းမှုန့်ကိုဒဲအိုးပူပူမှာလှော်ပြီးတော့အငွေ့ကိုရှူရှိုက်ပေးနိုင်ပါတယ်။ဒီလိုရှူရှိုက်ပေးခြင်းဟာအသက်ရှူလမ်းကြောင်းအပေါ်ပိုင်းရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ဆနွင်းမှာပါဝင်တဲ့ကကူမင်ဓာတ်ပေါင်းဟာရောင်ရမ်းမှုကိုဆန့်ကျင်ရမှာအလွန်အစွမ်းထက်တဲ့သဘာဝဓာတ်ပေါင်းဖြစ်ပါတယ်။ဆနွင်းအသုံးပြုခြင်းဟာအဆစ်အမြစ်ရောင်ခြင်းနဲ့နာတာရှည်ရောင်ရမ်းခြင်းတွေကိုသက်သာစေပါတယ်။အဆစ်အမြစ်ရောင်ယောဂါတွေမှာဆနွင်းမှုန့်ကော်ဖီစွန်းဝက်ကိုပြားရည်မကြီးမဲ့ဖြော်ရည်နဲ့တစ်နေ့တစ်ကြိမ်2ကြိမ်တောက်သုံးပေးနိုင်ပါတယ်။ထိခိုက်ဒဏ်ရာနဲ့ရောင်ရမ်းခြင်းအဖုအကျိတ်ပြီးတင်နာတွေမှာဆနွင်းမှုန့်နဲ့ထုံးကိုရောဆက်ပြီးစီနွေးနွေးနဲ့လိမ့်ပေးနိုင်ပါတယ်။အမျိုးသမီးများဓမ္မတာလာစဉ်နာကျင်ကြိုက်ခဲမှုများအတွက်ဆနွင်းမှုန့်ကော်ဖီစွန်းဝက်ကိုထညက်ကော်ဖီစွန်းတစ်စွန်းနဲ့တစ်နေ့တစ်ကြိမ်2ကြိမ်ရေနွေးပူကိုအသုံးပြုပြီးတောက်သုံးပေးနိုင်ပါတယ်။အိမ်မပြောသူများနဲ့စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်သူများဆနွင်းမှုန့်ကော်ဖီစွန်းဝက်ကိုဇီးသီးမှုန့်ကော်ဖီစွန်းဝက်နဲ့ရောဆက်ပြီးတော့ညအိပ်ရာဝင်တောက်သုံးပေးမယ်ဆိုရင်အိပ်ဆက်ခြင်းကိုမြင့်တင်ပေးနိုင်ပါတယ်။ဆနွင်းမှာပိုးသက်စေအာနိသင်တွေရှိတာကြောင့်ကတွင်းကျန်းမာရေးအတွက်အထောက်အကူပြုစေပြီးတဖုံးနာခြင်းတဖုံးရောင်ခြင်းသွားပိုးစားခြင်းနဲ့သွားနဲ့ကတွင်းယောဂါတွေမှာဆနွင်းမှုန့်ပြုတ်ရည်ဒါမှမဟုတ်ဆနွင်းမှုန့်ကိုရေနွေးပူပူမှာစိမ်ပြီးတော့ငုံဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ဆနွင်းမှာအယိုးကိုကျန်းမာစေတဲ့ဓာတ်တွေပါဝင်တာကြောင့်ဆနွင်းကိုပုံမှန်စားတောက်ပေးခြင်းဟာအယိုးကျန်းမာရေးကိုမြင့်တင်ပေးပါတယ်။သက်ကြီးရွယ်အိုများအယိုးပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။အစားအသောက်ကြောင့်ဓာတ်မတည့်သူများဆနွင်းကော်ဖီစွန်းဝက်ကိုရေနွေးနဲ့တောက်ပေးနိုင်ပါတယ်။ဆနွင်းဟာသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဆနွင်းငရုတ်ကောင်းမှုန့်တစ်ကြပိုးခောက်မှုန့်ဂျင်းမှုန့်တို့ကိုရောဆက်ပြီးတော့တခါတော့ကော်ဖီစွန်းတစ်စွန်းလောက်ကိုရေနွေးချမ်းအဖြစ်တောက်သုံးပေးနိုင်ပါတယ်။မိဖွားပြီးသားမိခင်များဆနွင်းအနှဲငယ်ကိုကြက်သွန်ဖြူမီအုံစားမိဖုတ်အနှဲငယ်နဲ့တောက်သုံးပေးခြင်းဟာသွေးလှည့်ပတ်မှုကိုကောင်းစေခြင်းကိုယ်ခံအားကိုတက်စေခြင်းကတွင်းမြိန်စေခြင်းရောင်ရမ်းမှုကိုတက်တာစေခြင်းနဲ့အနာကျက်မြန်စေပါတယ်။ဆနွင်းကော်ဖီစွန်းဝက်ကိုတစ်နေ့တစ်ကြိမ်2ကြိမ်တောက်သုံးပေးနိုင်ပါတယ်။ဆနွင်းလက်ဖက်ရည်အဖြစ်ဆနွင်းမှုန့်ကိုရေနွေးပူပူမှာစိမ်ပြီးပြားရည်တံပရာရည်ထည့်ကာအရသာရှိတောက်သုံးပေးနိုင်ပါတယ်။ဆနွင်းကိုအစားအသောက်တွေမှာပုံမှန်ထည့်သွင်းအသုံးပြုခြင်းဟာမျက်စိကျန်းမာရေးကိုကောင်းမွန်စေပြီးမျက်စိနဲ့ပတ်သက်တဲ့ဓာတ်မတည့်မှုတွေကိုသက်သာစေပါတယ်။ဆနွင်းကော်ဖီစွန်းတစ်စုံကိုရေတစ်ခွက်မှာတိတိကျကျရောမွေပြီးတော့မျက်စိကိုဆေးကြောပေးခြင်းဟာရာရန်ခြင်းကိုသက်သာစေပါတယ်။ဆနွင်းမှုန့်ကိုကြက်ဆူစီနဲ့နယ်ပြီးလိတ်ခေါင်းယောဂါမှာလိမ့်ပေးမယ်ဆိုရင်ရောင်ရမ်းခြင်းနာကျင်ခြင်းရာရန်ခြင်းနဲ့လိတ်ခေါင်းအရွယ်အစားကိုရောကျစေပါတယ်။ဆနွင်းကိုပုံမှန်တောက်သုံးလိုသူများအနေနဲ့နွေရာသီမှာဆနွင်းကော်ဖီစွန်းဝက်ခန့်ကိုနွားနိုးတစ်ခွက်နဲ့နေ့စဉ်တောက်ပေးနိုင်ပါတယ်။ဆောင်းရာသီနဲ့မိုးရာသီများမှာတော့ဆနွင်းမှုန့်ကော်ဖီစွန်းဝက်ကိုငရုတ်ကောင်းမှုန့်အနှဲငယ်ထည့်ပြီးပြားရည်ရေနွေးတို့နဲ့တောက်သုံးပေးနိုင်ပါတယ်။ဆက်လက်ပြီးဆနွင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းတင်ပြပေးသွားပါမယ်။ဆနွင်းကိုအသင့်အတင့်သုံးဆွဲတာကထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ဆနွင်းကိုအလွန်အကျွံသုံးဆွဲမယ်ဆိုရင်
ဝင်းချုပ်ခြင်းလေချုပ်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်အစာမရှိပဲဆနွင်းကိုတောက်သုံးတာကရုတ်တရက်သွေးတွင်းဂရုစ်ကိုရော့ကျပြီးမူးဝေခြင်းနှုံးခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်အစာမရှိပဲတောက်သုံးတဲ့အခြေအနေမှာထညက်တကြားပြားရည်တို့နဲ့တွဲဆက်တောက်သုံးသင့်ပါတယ်မိနေတဲ့မိခင်များအလွန်အကျွံတောက်သုံးခြင်းကြောင့်သပင်ကျွတ်ခြင်းအသားအရည်ကွဲအပ်ခြင်းနို့စို့ကလေးမှာအပူကူးဆက်ပြီးအဖုအပိန်တို့ကိုဖြစ်စေနိုင်ပါတယ်ဆနွင်းနဲ့ဓာတ်မတည့်သူများဆနွင်းကိုရှောင်ကျဉ်သင့်ပါတယ်ပြင်းထန်အသေးရောင်ခြင်းအတဝါခြင်းတဲကြီးကြောက်တယ်ခြင်းတဲကြီးပြုံပိတ်ဆို့ခြင်းစတဲ့ယောဂရှိသူများဆနွင်းကိုရှောင်ကျဉ်ဖို့လိုပါတယ်ဆနွင်းကိုသွေးကျဲစေတဲ့ဓာတုဆေးဝါးများနဲ့ရောဆက်မတောက်သုံးသင့်ပါဘူးအလုံးပဲတော်လှန်မိသားစုများကျမ်းမာဘေးကင်းကြပါစေနောက်အပတ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်စို့